မင်္ဂလာပါကျွန်တော်တို့မိသားစုထိုင်းနိုင်ငံဘန်ကောက်ကစေးအကြီးဆုံးမဟင်ခါစားကြမှာဖြစ်ပါတယ်ဘလောက်စေးကြီးတယ်လဲဆိုလို့ရှင်မြန်မာငွေနဲ့ဆိုတပွဲမှာ7သိန်းကျော်ရှိပြီးထိုင်းငွေနဲ့ဆိုဘတ်ငွေ999ဘတ်ရှိပါတယ်စေးကြီးလိုက်တာလို့မမြင်ပဲကုန်ယူရမယ့်အကြောင်းလေးလဲပြောချင်ပါသေးတယ်ပြည်ပမှာမြန်မာတို့ရဲ့ရိုးရာအစားအစာတစ်ခုကိုအခုလိုစေးကြီးရောင်းပေမဲ့တိုင်းတစ်ပါးသားတွေကပါဝယ်ယူစားသုံးကြတာကိုမြန်မာတယောက်အနေနဲ့တော့ဂုဏ်ယူရမှာဖြစ်ပါတယ်ကျွန်တော်ကတော့မာနနဲ့ရောင်းတဲ့မုံဟင်ခါလို့ပဲပြောချင်ပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှင်ငါတို့မြန်မာရိုးရာအစားအစာဟာလည်းပဲကောင်းလွန်းလို့စေးကြီးပြေးစားရတယ်ဆိုတဲ့မာနမျိုးပါနောက်ပြီးမြန်မာရိုးရာမုံဟင်ခါဟာကပအကောင်ဆုံးမနက်စာအခု20စီးရင်ထဲမှာဘောင်ဝင်တောင်းဝင်တဲ့မနက်စာလေးဖြစ်ပါတယ်ဒီမုံဟင်ခါကိုတော့ squid ink နဲ့ပြုလုပ်ထားပြီးငါဥကနန်းသားတွေနဲ့ပြပြညစ်ညစ်အရသာကောင်းကောင်းနဲ့ကပရင်ပေါင်တန်းအောင်ပြင်ဆင်ရောင်းချနေတာဖြစ်ပါတယ်ဒါကြောင့်မြန်မာတယောက်အနေနဲ့ဂုံယူလို့ကျွန်တော်ကတော့အခုလိုပဲ promote လုပ်ပေးလိုက်ပါပြီเนาะဒီအကောင်းဆုံးလဲဆိုတော့ဒါအကောင်းဆုံးပဲအမှန်တော့မျိုးသမီးကမှားတာဒါကိုကျွန်တော်ကိုကြိုက်ပါဆိုဒီကောင်ပွဲသေးတယ်ကျွန်တော်ပိုက်နဲ့ညောင်ကျွန်တော်အားရပြစားတဲ့လူဆိုတော့တော်တော်ကောင်းတယ်ဆိုတော့ဒီဆိုင်ကဘယ်နေရာမှာရှိလဲဆိုလို့ရှိရင်တော့ဒီဟိုပါပေါ့ကျွန်တော်တို့ Phoenix Shopping Mall ပေါ့နော်ဒီပတူနမ်နဲ့ကက်ရက်မှာရှိတဲ့ shopping mall မှာဖြစ်တဲ့လေးလွှာမှာလာရောက်သုံးဆောင်လို့ရပါတယ်ဒီဆိုင်ဖွင့်တာကတော့ကျွန်တော်တို့ရဲ့အချစ်ဆုံးမြန်မာလေးတကယ်ချင်းတယောက်လည်းဖြစ်တဲ့ဘောနော် Apple လို့ခေါ်တဲ့မြန်မာနိုင်ငံသူတိုင်းနိုင်ငံကဖွင့်တာဖြစ်တယ်ကျေးဇူးအများကြီးတင်ပါတယ်